ဒါတော့ပွင့်ပွင့်လင်းလင်းပြောတာပေါ့ဗျာနော်ဆိုင်ကယ်ဈေးနှုန်းဆိုတာဗျာကျွန်တော်တို့ Google ခောက်တက်လို့ဆိုရင် Google ထဲမှာကျွန်တော်ဆိုင်ကယ်ဈေးနှုန်းတွေအကုန်တိုင်းကြည့်လို့ရတယ်ဗျာYamaha ပဲဖြစ်ဖြစ် Honda ပဲဖြစ်ဖြစ်အဲ့ဒါဆိုတော့နော်ဒီလောက်တိုးတက်နေတဲ့ခစ်ကြီးထဲမှာဗျာခါတလေကြရင်လေဗျာနော်ကိုအားကိုးစေခြင်းနဲ့ဗျာနော်ညီကိုတွေကိုဈေးနှုန်းတွေကိုဗျာနော်သူများတွေအောက်ကြခံပြီးတော့လိုက်မမေးပါနဲ့လို့နော်တကယ်လည်းမဝယ်ပါနဲ့အဲ့ဒါတော့နော်စမူစာကွန်ကထုတ်ပန်ကျွန်တော်အုံနှွေးရိုက်မှာရှိတဲ့ညီကိုတွေရောတခြားနေဝေးရဲ့ညီကိုတွေရောကျွန်တော်လက်ငင်းအရေးချအကုန်ရတယ်ဗျာနော်ဝီတီ130ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ကျွန်တော်တို့ Yamaha Fin ကိုတကယ်ကိုအကြံပေးတယ်ဗျာဒီဇိုင်းပိုင်းကလည်းဗျာတော်တော်လှတယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဘာမှအပြစ်ပြောစရာမရှိဘူးတကယ်လဲမိုက်တယ်နော်လုံးဝကျွတ်ထနေရပဲအခု2026မှာထုတ်လာပြီးတဲ့ဒီဇိုင်းအရာကြည့်မယ်ဆိုရင်ဗျာကျွန်တော်တို့တွေကတောင်းတင်းရှိတယ်လို့ခံစားရတယ်တီတက်ရှိတယ်ပုံပြီးတော့ဗျာဘယ်လိုပြောမလဲ Yamaha Fin စီးတယ်ဆိုရင်ဝီတီ130လို့နဲ့ရှင်းလိုက်မယ်ဆိုရင်လည်းဗျာအရင်တည်းပို့ပြီးတော့ယုံကြည်မှုရှိလာတယ်လို့မျိုးခံစားရတယ်ဗျာအဲ့ feeling ကိုပေးတယ်အဲဒါဆိုကျွန်တော်ဈေးနှုန်းတွေကိုကျွန်တော်ဒီညထဲမှာတစ်ခါလေးတင်ပေးသွားမယ်နော်အဲဒါဆိုကျွန်တော် Yamaha Fin ရှာနေတယ်ဆိုရင်တော့ကျွန်တော်စီမှာယုံကြည်နဲ့ဝယ်ယူအားပေးလို့ရမယ်ဗျာနော်ဒီဗီဒီယိုမှာညီကိုတွေကိုကျွန်တော်တစ်ခုမှာလိုက်မယ်ဗျာနော်အဲ့ဒါကျွန်တော်တို့တွေကဗျာဆိုင်ငယ်မဝယ်ပါနဲ့ဈေးနှုန်းတွေလာမမေးကြနဲ့ဗျာဘာဖြစ်လို့လဲဆိုတော့သူတို့ကျွန်တော်တို့ကအများကြီးရှင်းပြတယ်ဗျာရှင်းပြဘူးကတော့မဝယ်ဘူးဆိုတော့ဘာထူးမှလဲဗျာနော်ကျွန်တော်တို့ကအများကြီးနင်းနာမှုတွေရှိတယ်အချိန်တွေကဒါတော့ပွင့်ပွင့်လင်းလင်းပြောတာပေါ့ဗျာနော်ဆိုင်ကယ်ဈေးနှုန်းဆိုတာဗျာကျွန်တော်တို့ Google ခောက်တက်လို့ဆိုရင် Google ထဲမှာကျွန်တော်ဆိုင်ကယ်ဈေးနှုန်းတွေအကုန်တိုင်းကြည့်လို့ရတယ်ဗျာYamaha ပဲဖြစ်ဖြစ် Honda ပဲဖြစ်ဖြစ်အဲ့ဒါဆိုတော့နော်ဒီလောက်တိုးတက်နေတဲ့ခစ်ကြီးထဲမှာဗျာခါတလေကြရင်လေဗျာနော်ကိုအားကိုးစေခြင်းနဲ့ဗျာနော်ညီကိုတွေကိုဈေးနှုန်းတွေကိုဗျာနော်သူများတွေအောက်ကြခံပြီးတော့လိုက်မမေးပါနဲ့လို့နော်တကယ်လည်းမဝယ်ပါနဲ့အဲ့ဒါတော့နော်ကျွန်တော်ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ရှင်းစီတိုင်းအောင်လဲတကယ်ကျေးဇူးအများကြီးတင်တယ်နော်တကယ်လိုအပ်တဲ့လူရှိရင်တော့ကျွန်တော်စီကိုဆက်သွယ်ခဲ့လို့ရတယ်ဗျာနော်ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ဖန်တီးရင်းနဲ့တကယ်မဝယ်ဘဲနဲ့တော့ဗျာဈေးနှုန်းတွေတော့လိုက်မမေးစေချင်ဘူးဗျာနော် Google ထဲမှာလည်းကိုတရင်းတို့ဗျာအချိန်မရွေးထပြီးတော့ရှာလို့ရတယ်ဗျာနော်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်နောက်ဗီဒီယိုမှာစုံရတာပေါ့ဗျာ